လေးဆိုစမောလေးယူပါရှင်မီဒီယံလေးကနော်2နှစ်ခွဲ3နှစ်ခွဲလက်ဆိုင်က3နှစ်ခွဲ4နှစ်ခွဲအိမ်စင်9နှစ်6နှစ်ရပါမယ်ဘောင်းမီအရှင်23တိရပါမယ်ရှင်ဒါလေးနော်လိုအပ်တဲ့စစ်သုံးလေးတွေက645လို့ပါအောင်မဲ့ပြီးရင် small 2 medium 2လက်ဆိုင်2အိမ်စင်2 small 4 medium 4လက်ဆိုင်4အိမ်စင်4 small 5 medium 5လက်ဆိုင်5အိမ်စင်5အဲ့လိုလေးမှတ်ပေးဒီမှာ color 6ရောင်လုံးဒီပါကြည့်တေးရောင်မှပေရောင်မပါဘူးသူ့ရဲ့အပွင့်ခက်လေးဒီမှာစီဒီမှာဒီလိုအပွင့်လေးဆိုရင်အောက်မှာဒီလိုအပွင့်လေးเนาะခြိသားလေးကလုံးဝเนาะလုံးဝကိုရေလျှော်ရင်လည်းမကြုံဘူးသူကเนาะသူ့အသားလေးတော့ကောင်းတယ်ဘောင်းမီအသားဆိုလည်းလုံးဝကြစ်လက်နေရပဲဒါလေးเนาะယူပါရှင်เนาะအယောင်လေးကျွင်းတော့နေရ900လေးထပ်ပေါင်းပါမယ်ရှင်ဒါလေးရဲ့ဈေးလေးကိုเนาะ900ကာလာ6ရောင်လုံးယူမယ်ဆိုရင်เนาะမင်းကเนาะထပ်ပြီးတော့300စီထပ်လျှော့ပါမယ်ကာလာ6ရောင်ရပါမယ်ခဲပြာလေးရပါမယ်ရှင်เนาะနည်းနည်းလေးတော့ဒါလေးကယူပါရှင်မင်း TikTok လို့ပါတော့မဖြေဘူးရှင်ကျမ like ကိုစောင့်နေတဲ့ချင်းသုံးလေးတော့နည်းနည်းเนาะနည်းနည်းရောက်လာပြီးတာအဝါ3ရောင်ပန်းစီရောင်လေးက4ရောင်အုတ်ကျိုးရောင်လေးက5ရောင်အနီရောင်လေးက6ရောင်ဒါလေးเนาะအနီရောင်လေးက6ရောင်ဒါလေးเนาะဘောင်းမီအရှိလေးဘယ်လောက်လဲထပ်ပြောပြမယ်ရှင်စမောလေးတက်ပြောတာစမောလေးကရင်လေးက7နှစ်ဘောင်းမီအရှိလေးက16ပါရင်လေးက7နှစ်ဘီရှည်လေးက16ပါတစ်နှစ်နှစ်နှစ်တမားလေးဆိုရင်ဒါလေးမမြင်ဘူးပြရတာစမောလေးပါเนาะရင်လေးက7နှစ်ဘောင်းမီအရှိလေးက16ပါခက်လေးတစ်နှစ်နှစ်နှစ်တမားလေးဆိုရင်စမောယူပါရှင်1 2တမားလေးမီဒီယံလေးကရင်လေးက73ဘောင်းမီအရှိလေးက18ပါမီဒီယံတမားလေးယူမယ်ဆိုရင်เนาะ2နှစ်ခွဲ3နှစ်ခွဲတမားလေးယူပါရှင်မီးရှိပါတဲ့ချက်ဆုံးလေးကရင်73ခွဲအရှိ20ခွဲလက်ဆိုင်လေးကရင်73ခွဲအရှိ20ခွဲလက်ဆိုင်တမားလေးကကြာ3နှစ်4နှစ်တမားလေးကလက်ဆိုင်ယူเนาะပြီးလို့ရှိရင်မမေကိုတစ်ခုမှတ်ပေးအိမ်ဆယ်ကကြာတော့ဘလောက်အိမ်ဆယ်လေးကရင်14ရင်လေးက14เนาะရင်ပတ်လဲဆိုရင်28ပေါ့เนาะဘောင်းမီအရှိလေးက23ထီအောင်ရမယ်9နှစ်6နှစ်တမားလေးဆိုရင်အိမ်ဆယ်ပဲယူပါရှင့်เนาะမိစေပို့